ဂျပန်နိုင်ငံမှာပဲတွေ့နိုင်မဲ့ထူးခြားစံပြမှု၃ခု၁စာအုပ်အဖုံးစုဖိတ်ခြင်းဂျပန်မှာဘယ်ဆိုင်ကပဲဖြစ်ဖြစ်စာအုပ်တလို့ဝဲလာရင်စိုင်ဝန်ထမ်းကအထူးပြုလုပ်ထားတဲ့အဖုံးလေးတစ်ခုစုဖိတ်တပါတယ်ဒါဟာတင်ဘာစာအုပ်ဖတ်နေလဲဆိုတာသူတစ်ပါးမသိအောင်ကာကွယ်ပေးတာဖြစ်ပြီးဂျပန်လူမျိုးတွေရဲ့ကိုရေးကိုတာလုံခြုံမှုကိုအလေးထားမှုကိုပြသနေတာပါဒါအပြင်အဲ့ဒီအဖုံးကရေဆိုးခံတဲ့အတွက်စာအုပ်ကိုအကြီးအမျိုးမျိုးကြောင့်ပျက်စီးမှာကိုလည်းကာကွယ်ပေးပါတယ်၂ထူးခြားတဲ့မတ်ချရေတံဘူးဂျပန်မှာပထမဦးဆုံးကြည့်လိုက်ရင်ရိုးရိုးရေတံဘူးနဲ့တူပေမဲ့ထူးခြားတဲ့မတ်ချဘူးလေးရှိပါတယ်ဘူးဖုံးကိုဖွင့်လိုက်တာနဲ့အပေါ်ကနေမတ်ချမုံကြီးကရေထဲကိုပြန့်နှံ့ဆင်းသွားပြီးရောနှောသွားတာပါဒီလိုအယံပြောင်းသွားတဲ့မြင်ကွင်းကအယံလာတဲ့အတွက်လူတွေကဘူးမှာကတ်ထားတဲ့တစိတ်ခွာပြီးတော့တောင်ကြည့်ရှုလိရှိကြပါတယ်၃ယထာပုံစံမက်ထရိုလက်မှတ်များနောက်ဆုံးတစ်ခုကတော့ဂျပန်ကမက်ထရိုမြေအောက်ယထာလက်မှတ်လေးတွေပဲဖြစ်ပါတယ်အဲ့ဒီလက်မှတ်လေးတွေကိုယထာပုံစံလေးဖြစ်အောင်အသေးစိတ်ဖန်တီးထားတာဖြစ်လို့သူတို့နိုင်ငံရဲ့ဖန်တီးနိုင်စွမ်းကအမြင့်ဆုံးမှာရှိနေတာကိုပြသနေတာပါ